ဒါဟာကဘာပေါ်မှာအပားနဲ့ဆုံညံရှိတဲ့သူတွေတပည့်ဖြစ်ပါတယ်အမေရိကန်လူမျိုး69ရာခိုင်နှုန်းကတော့ဒါကိုလုံးဝမသိကြပါဘူးအားလုံးကငပြောတိစားဖို့ပဲငပြောပင်ကိုစိုက်ကြတာပါဒါပေမဲ့အဲ့ဒါကတကယ်ပတ်ဆက်ရတဲ့အရာလည်းမဟုတ်ပါဘူးအဝေးကြီးလိုပါသေးတယ်တကယ်ရွှေတွင်းကတော့မြေအောက်မှာရှိနေတာပါလူတိုင်းလွှင့်ပြီးလိရှိတဲ့စိတ်ပိုင်းအဲ့ဒါကတော့ငပြောမစ်ငပြောအောင်ပါပဲလူတွေဟာဒီလိုအမိုက်လိုအရာကနေတားနဲ့ကြီးရှာနေချိန်မှာတောင်သူအများစုကတော့ငပြောခိုင်ခုတ်ပြီးတာနဲ့အပင်ကိုဒီတိုင်းဆွေးမိသွားအောင်ပဲပြစ်ထားကြပါတယ်တကယ်တော့အဲ့ဒီထူထဲတဲ့အုံပိုင်းကိုလှီးဖြတ်ကြည့်လိုက်ရင်အထဲမှာအခဲကြီးဖြစ်မနေပဲကြီးလင်းတဲ့အရည်တွေနဲ့ဖြည့်နေတာကိုတွေ့ရပါလိမ့်မယ်ဒါကိုတစ်ချိန်လောက်စစ်ယုံတင်ပဲပြီးရင်တန်းတော့လို့ရပါပြီထူးထူးခြားခြားအနံ့ဆိုးလည်းမရှိပဲတဘာဝအတိုင်းခပ်ပပလိချိုးပါတယ်အုံးရည်ထက်တောင်တောက်လို့ပိုချိုးမွေပြီးတဘာဝတထုတက်တွေနဲ့ဓာတ်စာရီအပြည့်အဝပါဝင်ပါတယ်ပူပြင်းတဲ့နေ့တွေမှာရည်တဲ့ဖြင်ဖြေးဖို့အကောင်းဆုံးပေါ့ဆိုင်တွေမှာရောင်းလဲတကြားတဲ့များတဲ့အချိုးရည်တဲ့အများကြီးပို့တန့်စင်ပါတယ်နောက်ပြီးစိတ်ဝင်စားဖို့ကောင်းလာကဒီကုံကျန်းတွေရင်းနှီးရတဲ့ဇရိတ်ကတုံညပါပဲဗျကဲတငယ်ချင်းတို့လည်းငှက်ပြောပင်အထေကအရေးကိုတောက်ဖူးကြလာဗျအတွေ့အကြုံလေးကို comment မှာပြောခဲ့ကြအောင်နော်